နေ့ AR တွေတင်းကတော့1-0နဲ့နိုင်ရရှိသွားပြီပေါ့နော်။ New Time City ကတော့ဒီ AR ရဲ့အစွန်ထဲနဲ့ဖောက်ဖို့ကြိုးစားတယ်။ဒီ AR ရဲ့ရှေ့ပွဲတွေတော့လည်းဒီ fullback တွေကအရန်ကိုရှေ့ကို overlap လိုက်တဲ့အခါမှာဆိုရင် center back 2ယောက်လောက်ပဲနောက်မှချန်ခဲ့ပေါ့နော်။ဒီလွတ်သွားတဲ့နေရာတွေမှာ New Time City တင်းကဒီဟာတွေကိုအသုံးချပြီးတော့ဖောက်ဖို့ကြိုးစားရပေါ့နော်။ဒါပေမဲ့ AR တင်းဒီနေ့ကစားတဲ့နေရာမှာတော့နိုင်ငံပုံစံလေးကွဲသွားပြ။ဖြူဝင်းကိုရှေ့မလိုက်စေဘဲနဲ့3 back ဆန်ဆန်လေးကစားတယ်။ဟိုဘက်က Okamura တော့ရှေ့ကိုလိုက်တယ်။ပြီးတော့ AR တင်းကဒီနေ့ဘယ်ချမ်းလေးကနေပြီးတော့ဒီကွန်ဘိုမီပြီးသားကစားသမားတွေဖြစ်တယ်ပေါ့နော်။ Mochizuki ရဲ့ Okamura ရဲ့ Deshimaru ရဲ့ Yuri Kasai ရဲ့ဒီဘယ်ဘက်ချမ်းရဲ့ပေါင်းစပ်မှုကနေပြီးတော့တိုက်စစ်ကိုသွားဖို့ကြိုးစားရပြ။ဒါပေမဲ့နည်းနည်းလေး struggle ဖြစ်တဲ့အခါမှာဆိုရင်ဒီစင်မိုးပြေပေါ့နော်။စင်မိုးပြေကိုဒီဘယ်ဘက်ချမ်းကိုဆင်းပြီးကူခိုင်းတယ်။ဒူဒိုကတော့အထောင်မှာပဲနေရာယူထားတယ်။ဒီနေ့နေ့ပဲသွားတာပေါ့နော်။အဲ့ကျွန်တော်ရေးစားမိတာတော့ဒီ AR တွေတင်းကတော့ဘယ်ချမ်းမှာတိတ်အပြောင်းထထူးအပြောင်းလဲမလုပ်တော့ဘူးဆိုတော့တတိထားမိရပေါ့နော်။ဒီနေ့ပဲသွားတယ်ဒုတိယပိုင်းမှာဆိုရင်ဒီစင်မိုးပြည့်ရဲ့နေရာမှာလင်းမြင့်မိုးထည့်လိုက်တယ်လင်းမြင့်မိုးလည်းအဲ့ပုံစံတိုင်းပဲဒီဘယ်ချမ်းကိုလိုက်ပြီးကူခိုင်းတယ်ဒူဒိုပဲအရှိမအထောင်ထားတယ်အဲ့နည်းနဲ့ပဲသွားတယ်လင်းမြင့်မိုးကဒီ shadow striker အနေနဲ့ဒီဘောက်ထဲကိုဒူဒိုနောက်ကနေပြီးတော့တက်ရတယ်ပေါ့နော်ဒီဘက်ညာချမ်းမှာဆိုရင်တော့ဒီမက်ဆူကတော့သူ့ရဲ့တယောက်တည်းရုံအားဆွဲအားကိုပဲအသုံးပြုတယ်ဒီဖြူဝင်းကလည်းနောက်မှာပဲခြံခဲ့တာများတော့သူကတော့တယောက်တည်းနည်းနည်းလွတ်နေတယ်လို့ပြောလို့ရတယ်ဒါရိုက်ဘောင်းနေပဲသွားပါတော့။ရာသွားရဲ့ကုန်းမှာဆိုရင်ဒီမတ်ဆူဆိုတဲ့ကစားသမားလေးရဲ့တိုးအားရုံအားကိုတွေ့ရတယ်။ပြီးတော့ဆုံးဖြတ်ချက်ခိုင်မာဖို့ပေါ့နော်။သူနောက်ကိုပြန်ပေးလို့ရတယ်။အဲ့လုံးမှာဆိုရင်ပြန်မပေးဘူးသူဘေးကိုဆွဲပြေးပြီး crossing ပေးတယ်။ဘောက်ထဲမှာဒီဒိုဒိုရဲ့ပြီးတော့နောက်ကတက်လာတဲ့လင်းမြင့်မွေရှိရပေါ့နော်အဲ့ညောင်ဆိုသူရအောင်ပေးတယ်ဆိုရအောင်ပေးတဲ့ခံနေပေါ့နော်တကယ်လည်းအဲ့နေကအလုပ်ဖြစ်သွားတယ်ဒီဒိုဒိုကနေပြီးတော့ဟိုဘက်ကိုထွက်သွားပြီးတော့ဒီလင်းမြင့်မိုးကအဆုံးသက်ပိတ်သွင်းသွားပြီပေါ့နော်ဒီကုန်းနဲ့ပဲနိုင်ခဲ့တယ်ဒီနေ့မက်ဆူဆိုတဲ့ကစားသမားလေးတော်တော်လေးကောင်းတယ်ဗျပြီးတော့ဖြူဝင်းကစားတော့အရန်ကောင်းတယ်ဖြူဝင်းရဲ့ duty function နဲ့ပေါ့နော်သူ right back တယောက်လိုလည်းကစားနိုင်တယ်ကွင်းလျက်မှာလည်းကစားနိုင်တယ်တကယ်သူ့နေရာဆုံးမှာကစားနိုင်တယ်ပေါ့နော်အနေဖြူဝဲလှည့်သားသွားတာလေးတွေဖောင်းယူတာလေးတွေအရန်သေးတက်လွန်းတယ်ဖြူဝဲကိုတကယ်ကြိုက်တယ်ကျွန်တော်ဒီနေ့ Mount the Match ဆိုရင်ကျွန်တော်မှန်းထားအဲ့ Matsu ရဲ့ဒီဖြူဝင်းရဲ့ပဲဖြစ်လိမ့်မယ်လို့ကျွန်တော်ခံမှန်းထားပါတော့တကယ်တော့ Matsu ကိုရသွားတယ် Matsu ရဲ့ဒီသူ့အခိုက်အတန့်လေးမှာဆုံးဖြတ်ချက်ချလိုက်တဲ့ momentum လေးကပွဲကိုနိုင်သေးတဲ့အနိုင်ကိုဖြစ်သွားပြီပေါ့နော်ပြီးတော့ New Time City အသင်းမှာဆိုရင်လည်းတကယ် quality ကောင်းတဲ့ကစားသမားတွေအများကြီးပါတယ်ပေါ့နော်ဒီအာရှာဖလားကန်ထားတဲ့ထိုင်ဝမ်ရဲ့တကယ်အဓိကကစားသမားတွေလည်းအများများပါတယ်သူတို့ဒီ squad နဲ့ပဲဒီအာရှာဖလား16သင်းစင်တွေကိုလည်းရောက်ခဲ့တာပေါ့နော်ပြီးတော့ဂျပန် player တွေလည်းအများကြီးခေါ်ထားတွေ့ရတယ်ဒါပေမဲ့ AR တင်းကတော့ပို့ပြီးတော့ကစား quality ကောင်းတဲ့ကစားသမားတွေကိုများများဆဆခေါ်ပြီးတော့ဘန်နာရေးပေါ်ပေါ်တီတီတုံးပြီးတော့ချွတ်တင်ပြစ်စမှုအားကောင်းသွားတယ်လို့တော့မြင်တယ်ပြီးတော့ကျွန်တော်တင်ဘက်က AR တင်ဘက်ကပြောရရင်ဒီဂျပန် player တွေပေါ့နော်ဂျပန် player တွေအရန်ပါနဲ့တဲ့နီးစက်နဲ့လည်းကျွယ်ဝတယ်ပြီးတော့ဆုံးဖြတ်ချက်ချရဲတဲ့တက်တီလေးတွေလည်းတွေ့ရတယ်ပြီးတော့မြန်မာ player အနေနဲ့ဂျပန်နေစီကအတူယူရမှာတော့ဒီ found ယူတတ်တာပေါ့နော် found ယူတတ်တယ်သူက found ယူပြီးတော့ဒီကစားကွက် position ကိုပြန်ရအောင်ယူတတ်တယ်ပေါ့နော်အဲ့ဒါဆိုရင်မတ်နိုလို့ဆိုရင်ကိုကပဲ found ပြီးတော့ဟို found ကိုပြန်ယူပြီးကစားကွက် position ကိုဘယ်လိုပြန်ရအောင်တည်ရမလဲဆိုတော့အဲ့ဒီအပိုင်းလေးမှာနည်းနည်းလိုသေးရပေါ့နော်ဒီအဲ့လိုဖြူဝင်းကတော့ယူတတ်တယ်ဗျအဲ့ဂျပန် player တွေလို့ပြီးတော့ဖြူဝင်းရဲ့ခြေစမ်းကတော့တကယ်ကောင်းတယ်ဒီဂျပန်ကစားသမားတွေနဲ့ level 2လောက်ကိုကျွန်တော်ကတော့ပြောချင်တယ်ဒီဘောလုံး control ဘိုင်းနေမှာလားဒီ passing ပေးတာတွေမှာလားအရန်တိကျတယ်ဖြူဝဲကတော့တကယ်ကိုသဘောကျတယ်ဖြူဝင်းကစားတော့ပြီးတော့ redo ပေါ့နော် redo ကတော့ဒီနေ့ပွဲမှာတော့ပါမလာဘူးဒါလည်းကျွန်တော်နီးပြရဲ့ကစားကွက်အမြင်ကတော့နားလည်ပါတယ်ဒီနီးပြသူကစားလို့ရှိရင်ဒီဘယ်ချမ်းကိုအားပြုပြီးကွန်ပိုမီဗီဇာကစားသမားတွေကိုပဲတုံးနေတာပေါ့နော်ဒီမိုရှိဇူကီရဲ့ဒီဘက်ကအိုကာမူရာရဲ့ဒဲရှီမာရူရဲ့ယူရီခါဆာရဲ့ပေါ့နော်အဲ့၄ယောက်ပတ်ချမ်းကသူကကွန်ပိုမီဗီဇာကစားသမားတွေကိုတုံးနေတာရီတူကနည်းနည်းလေးစိမ့်နေပေါ့နော်အဲ့တော့တုံးမတော့တော့လက်ခံပါလေနေ့ပွဲကတော့ AR သင်းအနိုင်ရလက်နဲ့ထိုက်တန်သွားတယ်လို့ပဲယူဆပါတယ်ပရိသတ်တွေအားလုံးလည်းပျော်ပြီးကစားသမားတွေအားလုံးလည်းပျော်ပြီးတော့မြန်မာနိုင်ငံရဲ့ဂုဏ်ကို AR သင်းဆောင်နိုင်ခဲ့ပါတယ်ဗျ